ပကံရာဇဝင်ဆိုတာထုတ်ထမ်းထားထမ်းပြီးပြောရတယ်တဲ့ဟိုတချို့ကြတော့လဲဖះအရေးအတွက်ကိုရံပကံအင်ဂျီပေါင်းညိုညံပကံစောတိမအမေပြောတာကြတော့လဲစိန်ဆွဲလဲတန်တညံပကံဖះပေါင်းတဲ့သမီးလေးသမီးလေးဝမ်းသာစံပြောအောင်မယ်အမေလေးဖះစီဒီမှာစောကန့်လာခဲ့တာနောက်တစ်ပတ်တော့ကြာဆိုရင်စီဒီမောင်းတစ်ထောင်ပြတော့မယ်သမီးရဲ့ဟာဟုတ်လားဝမ်းသာကြပါမေရဲ့ပကံမှာဖះစီဒီတွေဘယ်နှဆိုရှိလဲဆိုတာကိုညှင်းခုန်နေကြမယ်အစားအမေလိုမျိုးလိုက်ပြီးစောကန့်နေတာမှအတိတ်ပဲရှိအောင်မယ်အမေသမီးအမေကိုတစ်ခုလောက်မေးလို့ရလားသမီးကိုအခုလိုမျိုးအပင်ပန်းခံပြီးလိုက်ပို့နေတာသမီးလေးမှာမေးစရာမေးကောတွေရှိနေလို့ဆိုတာအမေသိပါတယ်။ဘာမေးမလဲဆိုတာလည်းအမေခက်မှန်းမိတယ်။အမေအခုလိုမျိုးကုသိုလ်ကောင်းမှုတွေလုပ်ပြီးဘာစုတွေတောင်းနေတာလဲဆိုတာကိုသမီးလေးမေးချင်တယ်မလား။ဟုတ်ပါတယ်မေစီဒီပေါင်းတစ်ထောင်စောကပ်ပြီးတဲ့နေ့ကျရင်သမီးလေးပြောပြပါမယ်။အမေမှာမောင်နှမတော်တဲ့သူရှိခဲ့ဘူးလားမိကောတွေကမတူဘူးနဲ့ဖြေရတစ်ခုတည်းပါသမီးရဲ့ဘာယောဂါရှိသေးလဲလူသိမခံနိုင်တဲ့ယောဂါမရှိဘူးဘာယောဂါမှမရှိဘူးအမေကဘာယောဂါရှိရမှာလဲစိတ်ကူးရင်ဇလန်းတွေထဲရလို့ကျိန်စာတဲ့နေနူနာဆွဲမယ်လို့ထင်နေရလားကို့တန်ရကို့ယောဂါကိုပြပြီးတောင်းဆောင်တဲ့ဒီမှာကျမအမေမပအောင်ချင်အောင်သူချင်းနဲ့ဆိုရင်ဆရာစုမှပေါ်တာဒါပေမဲ့တိဆောက်ထားတဲ့ပြီးတုကပုံစံကြောက်စစ်လက်ရနဲ့နယံဆေးပကြီးတွေကိုကြည့်လိုက်တော့17ရာစုအစောပိုင်းပုံမှန်ဖြစ်နေတယ်။အဲ့ဒါကြောင့်ပညာရှင်တွေကမင်းလူလင်းလို့ခေါ်တဲ့ဆောလူမင်းတဲလို့ယူဆကြတယ်။ကိုကအဲ့ဒီယူဆတွေကိုညှင်းခုန်လာတာမဟုတ်ပါဘူး။ပကံခေကမြန်မာတွေကဘလို့ကတယ်ဘလို့တီးမှုတ်ခဲ့တယ်ဆိုတဲ့အကန့်လေးကိုပဲသိချင်အောင်ပါ။ကိုနန်းဦးကရောခင်ဦးရှိတာလားငါမြင်တဲ့လောက်ကတော့လေခင်ဦးကမင်းပေါ်မှာတန်ဝန်းစင်ရှိနေတယ်တချက်သူ့မျက်လုံးတွေကမင်းကိုစိတ်ဝင်စားသလိုပါလို့နဲ့ကြည့်နေတယ်ငါသတိထားမိတယ်အဲ့ဒီနယံဆေးတွေကိုအချက်လိုက်လို့ခြင်းလို့သတင်းစာဆက်ကူနဲ့ကပ်ပြီးလွှမ်းနဲ့တိုက်ဖြတ်ခိုးသွားကြတာလေရက်ဆက်လိုက်တာကွာပကံကငါတို့ရဲ့ပြတ်သုံးသွားတဲ့အတိတ်မဟုတ်ဘူးလေငါတို့ရဲ့လက်ထဲမှာရှိတဲ့ပစ္စုပန်အမွေအဲ့ဒီအမွေထဲမှာငါတို့ရဲ့အနာဂတ်ရှိလမ်းဖယ်မလားမဖယ်ဘူးလားတခုံးပဲပြောဂျာမန်လူမျိုးသိုးမန်းကနိုင်ရန်ဆေးပကြီးတွေကိုခွာယူပြီးထွက်ပြေးသလိုမျိုးဆရာလည်းဆရာကိုခေါ်ပြီးထွက်ပြေးလို့ပေါ့လေဟုတ်လားမရနဲ့တမျိုးလေးအပြိုအကိုကနာလာကြီးရဲ့ချောက်ကလုံးတွေကများလာတဲ့မောင်ဖယားကပိုက်ခင်မဲ